Hello everyone ဒီတစ်ခေါက်တော့အိမ်မှာတိုဘူးနေလောက်စားလို့ချက်နီးလေးကို sharing လုပ်ပေးလိုက်ပါရှင်အရင်ဆုံးချက်သားကိုအတုံးသေးသေးလေးတွေတုံးထားလိုက်ပါမယ်ပြီးွားရင်ငရုတ်ကောင်းတို့စားရယ်ချိုမုံရယ်ပြီးသွားရင်စနွေးမုတ်ပါညာအကုန်ထည့်ပြီးတော့နေထားလိုက်ပါမယ်နောက်ပြီးပဲငှက်ပြားရဲ့အကြည်လေးတွေထည့်ပါမယ်ပစုံငှက်ပြားရဲ့စိန်လုပ်တုံးကပဲငှက်ပြားရဲ့အကြည်ပါသုံးလဲလို့မိထားလို့ပေါ့နော်ဒီစိတ်လေးသုံးပါတယ် Goran Mountain မှာပြီးရင် QC ထည့်လိုက်ပါမယ်ပြီးသွားရင်တကြားလေးနည်းနည်းထည့်ပါမယ်အချိုမကျရင်မထည့်လဲရပါတယ်เนาะပြီးရင်အားလုံးကိုနှက်အောင်လို့နေလိုက်ပါမယ်နေနေနဲ့မှတတိယတရုတ်မဆလာမထည့်ရသေးဘူးဆိုပြီးထပ်ထည့်ပြီးနေပါတယ်ရုပ်သီးစီလောက်ပါမယ်အစိမ့်မှုန့်နှစ်စွန်းအကြက်မှုန့်ကစားနိုင်တဲ့လောက်ထည့်ပါမယ်စားပီစီလေးထည့်ပါမယ်စားပီစီလေးဆိုပြီးများသွားလို့ပြန်နှုတ်လိုက်ရပါတယ်ပြီးရင်နှမ်းလေးနည်းနည်းထည့်လိုက်ပါတယ်စီပူလာပြီဆိုရင်မီးလေးပိတ်ပြီးတော့ဒီလိုလေးမှွေပေးထားပါမယ်ပြီးရင်အိတ်စီကြံတာနဲ့ပဲခရမ်းကျင်သီးရဲ့ကြက်သွန်ဖြူနီကိုစီတက်ပါတယ်ကြက်သားထည့်ပါမယ်ပြီးသွားရင်ပဲငပိထည့်ပါမယ်ပဲငပိကအသားကင်လှုပ်စားတယ်ပဲငပိအချိုမဟုတ်ဘူးပေါ့နော်ဒီပဲငပိလေးပါအဲ့ဒါကိုကြက်သားနဲ့များပုံမူတည်ပြီးတော့တစ်စုံသုံးဖုံနှစ်စုံထည့်လို့ရပါတယ်ပြီးရင်ရင်နွေးထည့်ပြီးတော့စူအောင်တင်လိုက်ပါမယ်တိုဘူးရေဖြောဖို့အတွက်ပဲစိမ့်မုတ်နှစ်စုံကိုစားစနွေးမုတ်ထည့်ပါမယ်ပြီးရင်ဒီခွက်နဲ့တစ်ခွက်ခွဲလောက်ထည့်လိုက်ပြီးတော့မှွေပါတယ်အစီလေးပြအောင်မှွေပြီးွားရင်ဒဲအိုးတွေကိုထည့်ပြီးတော့မီးအေးလေးထားပြီးတော့မှွေပါမယ်မှွေနဲ့ဒီလိုမျိုးပြစ်လာတယ်ပေါ့နော်အရန်တိုဘူးလိုမျိုးပြစ်တဲ့အနေထားမကြိုက်လို့ရှင်တော့ရင်နွေးလေးနည်းနည်းထည့်ဖို့အကြံပေးချင်ပါတယ်အမကတော့ရေကတော့အတိအကျတိတ်ပြီးတော့အချိန်စမသိလို့ပြစ်သွားရင်နွေးလေးထည့်လိုက်အဲ့လိုမျိုးလေးပဲကြိုပါတယ်ခောက်ဆွဲထည့်ပါမယ်ပြီးတော့ပဲရွက်ကလေးတွေ့လို့ဝယ်လာပါတယ်ပဲရွက်ကနည်းနည်းရင့်သွားတယ်ထင်ပါတယ်အယိုးကြီးတွေကနည်းနည်းဝါလို့မရဘူးကဲဒါဆိုတိုဘူးလေးလုပ်ဖို့အတွက် ready ဖြစ်ပါပြီခုနကကြိုထားတဲ့တိုဘူးရေကိုပကံထဲကိုလောင်းထည့်လိုက်ပါမယ်နောက်ပြီးရင်ကြက်သွန်ဖြူစီချက်မွေလေးရယ်ငရုတ်သီးစီချက်ကလေးရယ်ကိုစားနိုင်တဲ့လောက်ထည့်လိုက်ပါမယ်စီရမ်းများဝိုင်းလည်းမကောင်းဘူးပေါ့နော်ပြီးရင်ကြက်သားထည့်မယ်ပဲငှက်ပြားရဲ့အကြီးကတော့ခုနကတစ်စိတ်ပဲเนาะအဲ့ဒီပဲငှက်ပြားရဲ့အကြီးထည့်မယ်ပဲငှက်ပြားရဲ့အပြစ်ထည့်မယ်ကြားညိုးပေါ့เนาะအဲ့ဒါလေးထည့်ပါမယ်ပြီးရင်မြေပဲထောင်းထားတာလေးထည့်ပြီးနနမေးလေးအုပ်လိုက်ပါမယ်ဒါလေးကတော့အနီးကပ်ပါစားဖို့ ready ဖြစ်ပါပြီမှွေလိုက်ပါအောင်မယ်တိုဘူးနွေးကကိုယ့်အိမ်မှာလှုပ်စားမှာပဲစားရတော့တယ်မနက်စာဆိုင်နေဆိုလို့ရှိရင်တိုဘူးနွေးကအရန်ကုန်တာမြန်လို့၈နာရီနောက်ပိုင်းဆိုရင်အိမ်သားဆိုင်ဆိုမရတော့ဘူးပေါ့နော်အဲအကြောင်းလို့ကိုယ့်ပဲလှုပ်စားလိုက်ပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်စားကြပါအောင်ရှင်တိုဘူးရေကုန်သွားလို့ရှမ်းခောက်ဆွဲအတုပ်ပုံစံလုပ်ထားပါတယ်ဒါကနောက် round ပေါ့နော် Thanks so much for watching နောက် video မှာပြန်တွေ့ကြမယ်တတာ